မင်္ဂလာပါကျွန်တော်အိမ်မက်သူတတူကဆင်အောင်ပြပါတယ်ကျွန်တော်ပြောချင်တာကဒီတစ်ခေါက်လူနဲ့ပတ်သက်တာလေးပေါ့နော်ဒါကျွန်တော်မြို့မှာကျွန်တော်ဘလို့လှူရဲပုံစံပေါ့နော်အဲ့ဒါလေးပြောပြချင်တာလို့လူလဲဆိုတော့ကျွန်တော်တို့မြို့ပတ်ဝန်းကျင်မှာရက်ွက်တွေရှိတယ်မြို့ကတော့မြို့အကြီးမို့မြို့သေးလေးပေါ့နော်ဒီအေယာမြေဘေးမှာပဲရှိတယ်ဆင်းရဲပါတယ်ကျွန်တော်တို့မြို့တွေကအဲ့တော့အဲ့ဒီမှာတော်တော်ချိုးတဲ့မိသားစုတွေရှိတယ်နော်ဒီအဲ့မှာအသက်ကြီးပိုင်းတွေပေါ့နော်ကျွန်တော်ကအများဆုံးလှူတာအသက်50အထက်ပေါ့နော်အိမ်မှာစားမယ်တောက်ရမယ်တာသမီကြောထောင်တော့ကမရှိတဲ့လူတွေလေပြတ်နေတာတော့နာကျင်ပြီးတော့နော်အလုံးမလုံးနိုင်တာသူတို့အဲ့ရွယ်အလုံးတော်တော်များမလုံးနိုင်တော့ပါဘူးတော်တော်လေးအဆင်မပြေကြပါဘူးအဲ့ဒီအိမ်တော်စုတွေကိုကျွန်တော်စရင်ကောက်လိုက်တယ်နော်စရင်ကောက်ပြီးတော့ကျွန်တော်19ရောက်အယောက်20ပေါ့အဲ့လောက်တော့ရတယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုလှူလဲဆိုတော့တလားကိုစံတအိတ်ကိုအိမ်တော်စု2စုကိုသူကတအိတ်ကိုတဝက်စီပေါ့နော်အဲ့ဒါရဲ့မြန်မာငွေတိန်တော်ဟိုပါပေါ့2000ခွဲအဲ့ဒါတလားကိုကျွန်တော်2ယောက်စီလှူတာသူကတလားလုံးအဲ့အယောက်20လုံးကိုလှူတာမဟုတ်ဘူးတလားမှာ2အိမ်တော်ပဲလှူတာဒီတစ်ခေါက်ဒီ2အိမ်တော်ပြီးသွားရင်နောက်တစ်ခေါက်ကျရင်ကျွန်တော်နောက်2အိမ်တော်ကျွန်တော်အဲ့လိုပေါ့ကျွန်တော်ဟိုနံပါတ်လေးတွေမဲနှိုက်ပြီးတော့အမေဒီတစ်ခေါက်တော့ဒီလူနဲ့ဒီလူမဲပေါက်တယ်သူတို့အိမ်ကိုသွားပြီးဒါလေးတွေပေးပေးပါပေါ့နော်အဲ့ဒါဆိုရင်ဟိုသူတို့အတွက်အဆင်ပြေတယ်ဗျာအဓိကတော့ဆန်ပေါ့နော်ကြံတဲ့ဟိုအသားငါကျုပ်ဘာညာတော့အဲ့ဒါတော့ဒီလိုပဲရှားကြံပြီးတော့စားရတာပေါ့နော်ဟိုကျွန်တော်လှူနိုင်တာအဲ့လောက်ပဲလှူနိုင်တာလေကျွန်တော်ကပုံမှန်လှူတဲ့ပုံစံနဲ့သွားတာဆိုတော့သွားတယောက်ကို2000ခွဲဆန်ကတော့အိတ်တဝက်ပေါ့နော်အဲ့ဒါဆိုရင်သူတို့အတွက်အဆင်ပြေတယ်အဲ့တော့ကျွန်တော်လှူတဲ့ပုံစံလေးကိုတကယ်လို့ကြိုက်တယ်ဆိုရင်ဟိုမိမိတို့ကလည်းမိမိတို့ကခုနိုင်ငံခြားကိုရောက်နေတယ်ဗျာအဲ့တော့ကိုမျိုးမှာကိုယ့်ရဲ့ရွှေမျိုးတိုင်းဝိုင်းကြံခဲ့တယ်ပေါ့နော်နောက်ဆုံးဗျာဘလူးမှမလူကျင်တော့မကိုအမျိုးထဲမှာတော်တော်ဆင်းရဲပြီးတော့ဟိုချို့တက်နေတဲ့အိမ်တွေရှိတယ်မလားအဲ့ကြရင်အဲ့အိမ်တွေကိုအမေဆန်လေးအိတ်တဝက်လောက်တော့သွားပေးလိုက်ပါဆန်เนาะအဲ့တိုင်းလူလို့ရတယ်ဗျာအဲ့လိုမှမဟုတ်လဲဟိုကိုမျိုးကနေပြီးတော့ဒီတခြားနိုင်ငံကိုရောက်နေလို့အင်အားတောက်နေဆိုရင်ဘော်ဒါတွေများတယ်ဆိုရင်ဟိုပါပေါ့လူစုလိုက်ပေါ့နော်ဒါအကုန်လုံးလည်းစုစံမဟုတ်ပါဘူးတယောက်နှစ်ယောက်တော့အဲ့လိုလူကြီးကြမလားပေါ့နော်အဲ့ဒါဆိုကိုအများကြီးလည်းကိုကဘယ်လိုပြောမလဲဝင်းတော့ဝင်မဖြစ်တော့ဘူးဗျာဟုတ်လားဒီဆန်တိတ်မှာမြန်မာငွေဆိုရင်3သိန်းကြော်လေးပေါ့နော်ဒီကျွန်တော်တို့ထိုင်းဘတ်နဲ့ဆိုရင်တော့900ဘတ်1000ပေါ့ဗျာတစ်လောက်ဘတ်1000ပေါ့เนาะကျွန်တော်ကတော့ဒါကျွန်တော်ဒီမှာလုပ်ငန်းကိုင်ငန်းလေးအစင်းနဲ့ပြည်နေတော့အဲ့လိုမျိုးလေးပုံမှန်လေးပေါ့ဒါလှမ်းလှူပေးတယ်လာတိုင်းလှူပေးတယ်အဲ့လိုမျိုးဒီစားမတောင်းမယ်ဖြစ်နေတဲ့လူတွေအနာမကျန်းဖြစ်နေပြီးတော့အဲ့ရတယ်လဲနေတယ်အဲ့လိုတွေကိုကျွန်တော်ရွေးလှူတာကျွန်တော်ဟိုလူငယ်ရှိတဲ့အိမ်တို့သားသမီးရှိတဲ့အိမ်တွေပါတယ်ဆိုင်ကျွန်တော်မလူဘူးဗျာတကယ်သားသမီးကနေပြီးတော့မကျွေးနဲ့မွေးနဲ့လို့ပြစ်ထားတယ်ဗျာဒီရက်ွက်ထဲမှာဘလူရှိတယ်ဘကွာရှိတယ်ဆိုရင်တော့ကျွန်တော်လှူပေးတယ်အဲ့ဒါကြတော့ကျွန်တော်အမေကဟိုကကျွန်တော်မျိုးနဲ့ကျွန်တော်စင်းရင်ကောက်ပေးတာပေါ့နော်အဲ့ကြရင်ကျွန်တော်လှူရမယ့်စင်းရင်တွေကိုထည့်ပြီးတော့ကျွန်တော်မဲနှိုက်ပြီးတော့သူတို့လှူပေးတာပေါ့ကျွန်တော်ပြောတဲ့နီးလေးကိုဒါလုတ်ကြည့်ပေါ့အဲ့ကြရင်ဟိုမှာလူချင်းဒီမှာလူချင်းအဲ့လိုလှုပ်ရှားမလို့တော့ကိုမျိုးမှာကိုလူကိုရက်ွက်မှာကိုလှူသွားမယ်ဆိုရင်လူတိုင်းအဲ့လိုလှုပ်သွားမယ်ဆိုရင်ဟိုကိုရက်ွက်ကိုမျိုးတွေမှာအဲ့လိုမျိုးအဆင်မပြေတဲ့လူလေးတွေဟိုနည်းနည်းလေးစားတော့အဆင်ပြေတာပေါ့နော်အဲ့ဒါလေးပြောချင်တာပါလူတဲ့ style လေးပေါ့အဲ့တော့ဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်နီးလေးကိုလူကြည့်ပေါ့နော်ဟိုအမြဲတမ်းလဲလူလို့ရမယ်ဗျာဟိုကိုတင်းနဲ့သွားမယ်ဆိုလဲအဖွဲလိုက်ပေါ့လူစုပြီးတော့တယောက်ကို300နှုန်း400နှုန်း500နှုန်းကောက်လိုက်ပေါ့နော်ကောက်ပြီးဒီလားတို့ဘာသာထောင်ရတယ်အဲ့ဒါရောဒီအိမ်တော်အတွက်ဒါဆဘယ်ဥပေါ့နော်ဘယ်အဖွားပေါ့အဲ့မှာသွားပြီးတော့ပို့ပေးပါဥပမာရက်ွက်လူကြီးရှိရရက်ွက်လူကြီးကိုခိုင်းလိုက်ပေါ့ဗျာဘူးလေးဒါလေးတွေတော့ကူညီပေးပါဦးဒီအိမ်လေးကိုဒါလေးတွေပို့ပေးပါဒါကိုကလှမ်းပြီးတော့ဆက်လင်းတာပေါ့နော်ကိုမျိုးကိုရက်ွက်မှာဘယ်အိမ်ကစားမယ်တောက်မယ်ဖြစ်နေလဲအဲ့စတိုင်လေးလှူသွားတဲ့ပုံစံပါเนาะတကယ်လို့လှူကျင်တော့အိုင်နီးလေးလိုက်လှူကြည့်ပါကျွန်တော်ကအိုင်နီးနဲ့အခုကျွန်တော်တယောက်တည်းပေါ့เนาะစပြီးတော့လှူနေတာတော့ကျွန်တော်ကတစ်နှစ်ပြည့်တော့မယ်ကျွန်တော်တောက်ချောက်ပဲလာတိုင်း2အိမ်တော့ပေါ့စံတိတ်ကိုတိန်တော်တဝက်စီပေါ့เนาะတိတ်ကိုခွဲလိုက်တာပေါ့ပြီးရင်ဒီတိန်တော်ကိုမြန်မာငွေ2000ခွဲပေါ့เนาะအဲ့ဒါကျွန်တော်လှူပေးတာပေါ့ဒါကျွန်တော်တယောက်တည်းဆိုတော့ကျွန်တော်လည်းအဲ့လောက်ပဲလှူလို့နိုင်တာပေါ့ဖြည်းဖြည်းချင်းလုပ်ငန်းကိုင်ငန်းတွေဒီထက်ပိုကောင်းလာရင်လည်းဒီထက်တိုးပြီးတော့ဒီတလားမှာဒီ4အိမ်တောင်လောက်လှူနိုင်အောင်တော့စူးစမ်းရမယ်ပေါ့နော်4အိမ်တောင်လောက်လှူနိုင်မယ်ဆိုရင်နောက်လဆိုရင်နောက်ထပ်4ယောက်ပေါ့နောက်ထပ်4ယောက်တလားကို4ယောက်လောက်ဆိုရင်အဆင်ပြေကြမှာပါဆန်ကဟိုဒီအဖိုးကြီးဖွားကြီးတွေကအများကြီးလည်းမစားနိုင်ပါဘူးเนาะသူတို့နည်းနည်းပဲချက်စားတာဆိုတော့ဆန်အိတ်တဝက်ဆိုရင်မဆိုးပါဘူးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်နီးလေးကိုလိုက်တုံကြည့်ပါเนาะအဲ့ဒါလေးပြောချင်တာပါ
တကယ်လို့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ဟိုအကျိုးရှိနိုင်တယ်ဆိုရင်တော့ဒီပြင်လူတွေဟိုကြည့်လို့ရအောင် share သွားပြီပေါ့နော်